2026ရောက်နေပြီဘယ် AI ကအကောင်းဆုံးလဲဆိုတာသင်မသိသေးခေတ်နောက်ကျနေပြီဒီဗီဒီယိုကဘယ် AI ကအကောင်းဆုံးနဲ့ဘယ်လိုအားသာချက်တွေဘယ်လိုအားနည်းချက်တွေရှိတယ်ဆိုတာအချက်အလက်ကြရှင်းပြပေးသွားမှာဖြစ်တယ်တကယ်တော့ AI တွေကတစ်ခုနဲ့တစ်ခုမတူညီကြပါဘူးသူတို့ရဲ့တည်တံ့စွမ်းရည်တွေကိုတေချာနားလည်ထားမှသာကိုယ့်အသက်အကျိုးရှိထုံးချက်နိုင်မှာပါကဲအခုချိန်မှာလူတိုင်းသိထားတဲ့ဒီအကြောင်းအရာတွေကိုစတင်လိုက်ကြရအောင်ပထမဆုံးအနေနဲ့ကတော့အားလုံးဂျင်းနီပီဇာဖြစ်တဲ့ ChatGPT ရဲ့အကြောင်းနဲ့စလိုက်ကြမယ်။သူကတော့ AI လောကရဲ့မူလရှေ့ဆောင်ကြီးပေါ့။အစအရာရာမှာလွန်သုံးဝင်ပြီးနေ့စဉ်စာတွေရေးခိုင်းတာနဲ့စာလို့ကိုပိုင်အတန်းနဲ့အပြားလန်စကားပြောဆိုတဲ့အထိအရာအလုံးကိုအလွယ်တကူလှုပ်ဆောင်ပေးနိုင်ပါတယ်။ပြောရင်တော့သူဟာယုံကြည်စိတ်ချရပြီးလူတိုင်းအလွယ်တကူအထုံပြုနိုင်တဲ့မိတ်ဆွေကောင်းတဲ့ဦးနဲ့တူပါတယ်။နောက်တစ်ခုကတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ cloud ပဲပါတယ်။သူကတော့အလုတ်ခွင်မှာလွန်တော်တဲ့လုတ်ဖို့ကောင်းပဲတူလို့မြင်ကြည့်လို့ရပါတယ်။အချက်လက်အများများကိုတေချာခွဲခြားစိတ်ဖြာတာတက်ရက်တဲ့စာရီရေးသားတာနဲ့ခက်ခဲတဲ့ကွန်ပျူတာကုတ်တွေရေးဆွဲရမှာသူ့ကိုရှင်းနိုင်တဲ့သူမရှိသလောက်ပါပဲဒါပေမဲ့ထူခြားချက်တစ်ခုရှိတာကသူ့မှာရုပ်ပုံတွေဖန်တီးနိုင်တဲ့စွမ်းရည်လုံးဝမပါဝင်ပါဘူးအလုပ်ကိစ္စတွေကိုပဲတည်တံ့အာရုံစိုက်ထားတဲ့ပုံစံမျိုးပါတတိယမြောက်ပြိုင်မှာကတော့ Google ရဲ့အင်အားကြီး Gemini ပါသူကအလုံးမြန်ဆန်တဲ့တွက်ချက်မှုတွေလုပ်နိုင်တဲ့အပြင် internet ပေါ်ကအချက်လက်တွေကိုလည်းနက်နက်ရှိုင်းရှာဖွေပေးနိုင်ပါတယ်တွေ့တဲ့အကြီးမားဆုံးအားလာချက်ကတော့စာအုပ်အထူးကြီးတွေနဲ့ဗီဒီယိုအရှည်ကြီးတွေကိုပါတပြိုင်နက်တည်းဖက်ရှုပြီးမြန်ဆန်နားလည်နိုင်စွမ်းရှိတာပါပဲတကယ်ကိုအစွမ်းချက်တဲ့ model တစ်ခုပါနောက်ဆုံးအနေနဲ့မိတ်ဆက်ပေးချင်တာကတော့ Grok ပါသူကပြန်ကွာဝန်ဒီထဲမှာတော့နည်းနည်းထူးခြားတဲ့ပင်ကိုစရိုက်ရှိတယ်လူမှုကွန်ရက်ပေါ်ကအချက်လက်တွေကိုအချိန်နဲ့တပြေးညီရယူနိုင်အောင်အထူးပြုလုပ်ထားတာပါပြီးတော့မေးခွန်းတွေကိုဖြေတဲ့အခါမှာဟန်ဆောင်မှုကင်းနဲ့အလွန်တိုက်ရိုက်တိုးရှင်းဖြေဆိုတတ်တဲ့အလေးအထားရှိပါတယ်ဆိုတော့ဒီ model ရဲ့ကွာခြားချက်ကိုရှင်းလင်းမြင်တတ်အောင်နှိုင်းယှဉ်ကြည့်ရအောင် ChatGPT ဟာနေ့စဉ်တော်မို့နဲ့ရုပ်ပုံအတန်စားတဲ့ media ပိုင်းတွေတော့ရည်ရွယ်တည်ဆောက်ထားတာဖြစ်ပါတယ်ဒါပေမဲ့ Claude ကတော့ရုပ်ပုံတွေဖန်တီးမှုကိုတမင်တက်တဲ့ကြော်ချန်ထားခဲ့ပြီးရုံးလုပ်ငန်းတွေနဲ့အချက်လက်ခွဲခြားစိတ်ပြမှုပိုင်းကိုပဲအပြည့်အဝလို့စိုက်ထားတာပါဒါဟာသူတို့ရဲ့ရည်ရွယ်ချက်ကွဲပြားပုံကိုတေချာပြထားနေတာပါကဲ theory တွေခဏထားလိုက်ပြီးတကယ်လက်တွေ့ဘဝထဲကအခြေအနေတစ်ခုကိုစဉ်းစားကြည့်အောင်လူမသိတူမသိနိုင်ငံခြားမျိုးတစ်မျိုးမှာရောက်နေချင်းကိုရဲ့ပိုက်ဆံအိတ်အခိုးခံရတယ်လို့မြင်အောင်ကြည့်လိုက်ပါလက်ထဲမှာယူရို9ချက်နဲ့ဟိုတယ်ကပ်ပြားလေးပဲကြံပါတော့တယ်ဒီလိုဖြီးအားများပြီးအရေးပေါ်ကြုံနေရတဲ့အခြေအနေမျိုးမှာဒီစွမ်းအားကြီးရဲ့ digital ဦးနောက်တွေကဘလို့ကြံ့ရင်ဒီပေးမလဲဆိုတာတကယ်ကိုစိတ်ဝင်စားစရာပါဒီစမ်းသပ်ချက်မှာ model အားလုံးကအကြံကောင်းတွေဖိတ်ခဲ့ကြပါတယ်ဒါပေမဲ့အန်အောစရာကောင်းတာက Gemini ရဲ့ခီးရှင်းပုံဟာအတိအကျဆုံးနဲ့လက်တွေ့အကျဆုံးဖြစ်နေတာပါပဲငွေကြေးဆိုင်ရာပြဿနာတွေကိုအရင်မပူပန်ပဲမိမိရဲ့ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးကိုဦးစားပေးပြီးအာဏာပိုင်တွေကိုအရင်ရှာဖို့ကျန်နေတဲ့ယူရို9ချက်ကိုတည်ယူပို့ဆောင်ရေးမှာသုံးဖို့နဲ့ဟိုတယ်ကိုအမြဲပြန်သွားဖို့အဆင့်တေချာလမ်းညွှန်ပေးပါတယ်ပြီးမှသာဘဏ်အကောင့်တွေပိတ်ဖို့နဲ့တန်ယုံကိုဆက်သွယ်ဖို့အကြံပေးတာပါဒါဟာလက်တွေ့ပြဿနာဖြေရှင်းနိုင်စွမ်းမှာတကယ်ကိုထူးချင်တာကိုပြသနေပါတယ်လက်တွေ့ဘဝနဲ့ပိုပြီးနီးစပ်တဲ့နောက်ထပ်ဖြစ်တာတစ်ခုဖြစ်တဲ့ငွေကျပ်တီးနေတဲ့လာမှာဘတ်ဂျက်ကိုဘယ်လိုစီမံမလဲဆိုတာကိုလည်းစမ်းသပ်ကြည့်ခဲ့ပါတယ်။ဒီနေရာမှာလည်း Gemini ဟာနေ့စဉ်ချင်းနဲ့ဘေးစရာရှိတဲ့စပေါ်ငွေတွေကိုတေးသေးချာချာတွက်ချက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အလွန်ဒေါ်လာပါတယ်ဆိုတဲ့ Clock နဲ့ Grok တို့ကတော့မထင်မှတ်ထားပဲအခြေခံတင်ချာတွက်ချက်မှုအပိုင်းတွေမှာလုံးဝကိုမာယွင်းတွားခဲ့တာတွေ့ရပါတယ်။ဒါဟာသူတို့ရဲ့အားနည်းချက်တွေကိုထုတ်ဖော်ပြသလိုက်တာပါပဲ။အခုကနန်းနေစားရီကားတွေအမှုပညာဖန်တီးမှုအပိုင်းကိုကူးပြောင်းကြည့်ရအောင်ဒီစစ်နေတဲ့ဟာအချက်လက်လေးတွက်ချက်ချုံဒါမကောပဲတကယ်ကိုကျွမ်းကျင်တဲ့ digital ပန်းကြီးစရာတွေရုပ်ရှင်ဒါရိုက်တာတွေအဖြစ်ဘလို့အသွင်ပြောင်းသွားကြလဲဆိုတာဆက်လက်လေ့လာသွားပါမယ်ဒီနေရာမှာနည်းနည်းစိတ်မကောင်းစရာလေးတစ်ခုရှိတာက Claude တော့အခုအမြင်ပိုင်းဆိုင်ရာဖန်တီးမှုပြန်ပွဲကနေနားနေရပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ကိုစာရီနဲ့ကွန်ပျူတာကုတ်တွေမှာပဲအစွမ်းပြဖို့တည်တံ့တိစောက်ထားတာကြောင့်အမြင်ပိုင်းဆိုင်ရာမီဒီယာတွေဖန်တီးတဲ့လောကမှာတော့လုံးဝကိုအကင်းပါလာတာမဟုတ်ပါဘူးကဲကျန်တဲ့ model တွေကိုအားကစားရုံရောက်နေတဲ့ Mona Lisa ပုံဖန်တီးခိုက်ကြည့်တဲ့အခါမှာတော့တော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်Gemini ဟာအလွန်လက်တွေ့ဆန်တဲ့အတွင်းပြင်နဲ့နောက်ခံပေါ်ဝင်ခြင်းကိုအသက်ဝင်ဖန်တီးနိုင်စွမ်းရှိတာကိုအမှန်ကန်တွေ့ရပါတယ်တစ်ဖက်မှာတော့ Grok ရဲ့ဖန်တီးမှုက 2D နဲ့ 3D ရောနှောနေပြီးတဘောမကျပဲနည်းငယ်ထူဆန်းနေတာကိုတွေ့ရပါတယ်ဗီဒီယိုဖန်တီးတဲ့အပိုင်းမှာဆိုရင်လည်းအားပြိုင်မှုတွေကအရန်ပြင်းထန်ပါတယ်တချို့နည်းပညာတွေဖြစ်တဲ့ VO 3.1 လို model တွေကရုပ်ရှင်ဆန်ဆန်လှပလွယ်တဲ့မိဖို့ကြောင့်မြင်ကွင်းတွေကိုဖန်တီးနိုင်ကြပါတယ်Sora 2 Pro ဆိုရင်လည်း UPA ပေးတဲ့သဘောတရားတွေကိုကောင်းကောင်းထည့်သွင်းနိုင်ပေမဲ့တခါလေ Deo ကသူ့လိုရွေ့သွားတာမျိုးအနည်းငယ်လွဲမှားမှုလေးလို့ရှိနေပါသေးတယ် Grok ကမိဖို့ကြောင့်ထုံ Cookson Pro ကိုခရမ်းချင် Swiss Sauce တိုက်ရိုက်ညှစ်ချလိုက်တာမျိုးလို့ရေစရာကောင်းတဲ့ UD မတန်တဲ့အမားတွေလုံးမိတဲ့တာကိုတွေ့ရပါတယ်
ဒါကနီးပညာရဲ့အမခန့်စွမ်းရည်နဲ့လိုအပ်ချက်တွေကိုတပည့်နဲ့ထည့်ပြသနေတာပါ အချက်လက်တွေကိုမှန်မှန်စစ်ဆေးခဲ့အပိုင်းကိုပြောင်းကြည့်ကြမယ်ဥပမာ2018ခုနှစ်တောင်ကကဘာတဝမ်းအသားတော်ချက်ကောင်ကြီး69ဘီလီယံလောက်ဖတ်ဖြတ်ခံခဲ့ရတယ်ဆိုရင်တမိုင်းဝင်ကိန်းဂဏန်းဒီအကြကိုမေးကြည့်တဲ့အခါမှာတော့ Gemini နဲ့ Claude တို့နှစ်ခုတည်းကသာအမှားယွင်းမရှိမှန်ကန်စွာထောက်ပြနိုင်ခဲ့လာကိုမြင်တွေ့ရပါတယ်သူတို့ရဲ့မှတ်ဉာဏ်နဲ့ရှာဖွေနိုင်စွမ်းကတကယ့်ကိုအားကိုးရပါတယ် နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ကမ္ဘာကျွယ်ဝမှုနဲ့ပတ်သက်တဲ့စမ်းသပ်ချက်လေးတစ်ခုရှိသေးတယ်ကမ္ဘာချမ်းသာဆုံး100ခိုင်နှုန်းစာရင်းဝင်ဖို့လိုအပ်တဲ့ဝင်ငွေပမာဏကိုမေးတဲ့အခါမော်ဒယ်တော်တော်များများကအစ်စ်မတန်မြင့်မားစွာခံမှန်းခဲ့ကြတယ်တကယ်တော့ဒေါ်လာ3000ခွဲလောက်ဆိုရင်ရနေပြီလေဒီနေရာမှာ Claude တစ်ခုတည်းကသာအမှန်တရားနဲ့အနိစ္စဆုံးဖြေကိုပေးစွမ်းနိုင်ခဲ့တာဖြစ်ပါတယ်စာပေပေါ်ကရှုပ်ပေါ်နေတဲ့ပစ္စည်းတွေကိုအမြင်မိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖျားပြီးရှာခိုင်းတဲ့အခါမော်ဒယ်အကောင်လုံးကကောင်းကောင်းလုပ်နိုင်ခဲ့ကြပါတယ်ဒါပေမဲ့ West Wall လိုမျိုးအလွန်ရှုပ်ထွေးတဲ့ပဟေလီပုံထဲမှာပင်မတ်ကိုရှာခိုင်းတဲ့အခါမှာတော့အခြား model တွေကအမားတွေကိုအမှန်လို့ယုံကြည်ချက်ရှိရှိဖြည့်ဆို့နေချိန်မှာ Claude တစ်ခုတည်းကသာလှည့်ကြားမှုတွေကိုကြော်လွန်ပြီးပင်မတ်ကိုအတိအကျရှာဖွေပေးနိုင်ခဲ့ပါတယ်လုံးဝကိုအထင်ကြီးစရာပါပဲအခုသူတို့အချင်းချင်းအခြေအတင်ပြောဆိုကြတဲ့အပိုင်းကိုရောက်လာပါပြီကိုအကောင်းဆုံးဖြစ်ကြောင်းတက်သေးပြခိုင်တဲ့အခါ Grok ဟာအလွန်ပြင်းထန်ပြီးဘာမှစစ်ထုတ်တီးဖြတ်မနေပဲတကယ့်ကိုရန်လိုတဲ့ဆက်သွယ်ပြောဆိုမှုပုံစံကိုအပြုပြုခဲ့တာကိုထင်ထင်ရှားရှားတွေ့မြင်ရပါတယ်သူကအနိုင်ရန်ဖို့ကိုပဲလုံးဝအာရုံစိုက်ထားတဲ့ပုံပါ Grok ရဲ့ကြမ်းတမ်းတဲ့ဖြော့အစော်ကို Claude ကအလွန်ရင်ကျေးပြီးတင်းငင်တဲ့စကားလုံးတွေနဲ့တုံ့ပြန်ခဲ့ပါတယ်။မြန်ပြီးမားနေတာဟာအားထားချက်မဟုတ်ဘူးဆိုတာကိုချေချေမြင့်မြတ်ထောက်ပြသွားပါတယ်။သူတို့နှစ်ခုရဲ့နောက်ခွေက program ရေးဆွဲချပုံနဲ့နေ့စဉ်စကားပြောဆိုဆက်သွယ်တဲ့ပုံစံတွေဘလောက်တောင်ကွဲလွဲနေတယ်လဲဆိုတာကိုဒါကပြပြဆွန်စွာတရုပ်ဖော်ပြသားနေပါတယ်။ ကဲပြိုင်ဆိုင်မှုတွေကနေခဏလောက်အနားယူပြီးတိတနီးပညာကိရိယာတွေအကြောင်းကိုလေ့လာကြည့်ကြပါမယ်လူသိများတဲ့အသုံးချ software တွေပြင်ပါမှာတိတ်တဆိတ်နဲ့အလွန်စွမ်းထက်နေတဲ့အထူးပြုကိရိယာလေးတွေအများကြီးရှိနေပါသေးတယ်ဒါဟာနီးပညာလောကရဲ့နောက်ွယ်ကတကယ့်ကိုစိတ်ဝင်စားစရာအပိုင်းတစ်ခုပါ open source လို့ခေါ်တဲ့အခမှအသုံးပြုနိုင်တဲ့ software လောကမှာလည်းသူအားသာချက်နဲ့သူရှိပါတယ်အသုံးပြုဖို့အတွက်နီးပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုတကယ်လိုအပ်ပေမဲ့လာစဉ်ကြည့်ပေးစရာမလိုပဲကွန်ပျူတာနဲ့မီးလိုကြုံနဲ့တင်မိမိစိတ်ကြိုက်ကလိလို့ရတဲ့ပျော့ရွှင်မှုကိုပေးပါတယ်အရေးကြီးဆုံးကတော့အချက်အလက်တွေအပြင်ရောက်မသွားအောင်ကိုယ့်ဆက်ထဲမှာတင်အပြေဝကားကွယ်ပေးနိုင်တဲ့လုံခြုံရေးဆိုတဲ့အဖိုးတန်တဲ့အရာကိုပေးစွမ်းနိုင်တာပါပဲနောက်ထပ်အန်ဒေါစရာကောင်းတာကတော့ AI ကိုအသုံးပြုပြီးကိုယ်ပိုင် application တွေရေးဆွဲနိုင်တဲ့ကိုယ်ရေးထားခြင်းပတ်ဝန်းကျင်တွေကြောင့်ပါရိုးရှင်းတဲ့ဉာဏ်ရည်တုကိုအထူးပြုကိရိယာတွေနဲ့ပေါင်းဆက်ပေးလိုက်တဲ့အခါမီတိုမဆိုးကိုယ်ပိုင်အစွမ်းထက် software တွေကို S ကနေအဆုံးထိကိုယ်တိုင်အလွယ်တကူတိစောက်လာနိုင်ကြပြီဖြစ်ပါတယ်အားလုံးစောင့်မျှော်နေတဲ့ပြိုင်ပွဲကြီးရဲ့နောက်ဆုံးရက်လက်ထွက်ပေါ်လာပါပြီကနဆုံးမှာထူးချွန်ပြီးပြဿနာဖြေရှင်းတာရောမီဒီယာဖန်တီးတဲ့နေရာမှာပါပြည့်စုံတဲ့ Germany ဟာအကောင်းဆုံးချန်ပီယံဖြစ်တဲ့ဖူဆောင်သွားပါတယ်ယုံကြည်စိတ်ချရတဲ့ ChatGPT ကတော့ဒုတိယနေရာမှာရှိနေပြီးမြန်ဆန်တွက်လက်တဲ့ Grok ကတတိယပါခေါ်ကတော့အလွန်ထိုက်မြတ်တဲ့ခွဲချမ်းစိတ်ဖြာနိုင်စွမ်းတွေရှိပေမဲ့လည်းရုပ်ပုံဖန်တီးနိုင်တဲ့စွမ်းရည်လုံးဝမရှိတာကသူ့ကို knock out ကျသွားစေခဲ့ပါတယ်ဒါပေမဲ့အဆင့်သတ်မှတ်ချက်တွေဘယ်လိုပဲရှိနေပါစေစိတ်ပူစရာမလိုပါဘူးတကယ်အကောင်းဆုံးဆိုတာကနေ့စဉ်ဘဝမှာပါတယ်လိုအပ်တယ်လဲခက်ခဲတဲ့ data တွေကိုတွက်ချက်ချင်တာလားလှမ်းပါတဲ့အနုပညာတွေဖန်တီးချင်တာလားဒါမှမဟုတ်အမြန်ဆုံးအဖြေရှာချင်တာလားဆိုတော့ကိုယ်ပိုင်လိုအပ်ချက်တွေအပေါ်မှာပဲယာနှုံးပြမှုတည်နေပါတယ်ကိုယ့်အတင်တော်ဆုံးအရာကတအားအကောင်းဆုံးဖြစ်ပါတယ်နောက်ဆုံးအနေနဲ့စဉ်းစားစရာမိခွန်းတစ်ခုခြံထားခဲ့ပါစေဒီမတူကွဲပြားတဲ့ digital စရိုက်လက္ခဏာတွေအလွန်မြန်ဆန်စွာဆက်လက်တိုးတက်နေတဲ့ချိန်မှာအနာဂတ်မှာကျွန်တော်တို့လူသားတွေအတွက်မရှိမဖြစ်လိုအပ်တဲ့အဖော်မော်အဖြစ်ဘယ်ညာရီတူကရက်တီလာမလဲဒီအကြောင်းအရာတွေကိုအထူးတော်ကလေ့လာခွင့်ရတဲ့အတွက်အားလုံးပဲဗဟုသုတတွေရရှိပြီးလက်တွေ့ဘဝမှာအကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်အချိန်ပေးပြီးနားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်